လူတွေကလေကိုတချို့လူတွေကလည်းအရန်ချစ်တယ်ဒါပေမဲ့တချို့တွေကကိုမြစ်တာတုံးနေရရှိရပေါ့နော်အဲ့တော့မြစ်တာတုံးနေဆိုတော့ဘာလဲပေါ့ဆိုတော့မြစ်တာတုံးတဲ့သူတွေကသိတာသူကတခြားသူတွေဆိုရင်တော့ကောင်းတာဖြစ်စေခြင်းနဲ့ကြမ်းမာစေခြင်းနဲ့ဥမာဘာနဲ့တူလဲဆိုတော့အိမ်မှာရှိခွေးလေးတွေရောဆေးပုံမှန်တောက်စေခြင်းနဲ့သူနေမကောင်းဆေးကနေပြတယ်ဒါပေမဲ့ကိုနေမကောင်းဖြစ်ရင်ဆေးကန်သွားပြဖို့ဆေးပုံမှန်တောက်ဖို့အားဆိုင်မထုတ်ကြဘူးအဲ့မြစ်တာတုံးလေးတစ်ခုပေါ့နော်နောက်ထပ်မြစ်တာတုံးလေးတစ်ခုကကြတော့ဘာလဲဆိုတော့ကိုဘွားမှာအနှောက်အယှက်တစ်ခုပေါ့နော်ကြုံရတယ်ဆိုလို့ရှိရင်အုံနောက်ထဲမှာအကြာကြီးထားတာမြစ်တာတုံးတဲ့သူတွေကအဲ့ဒါဘာလို့အကြာကြီးထားလဲဆိုတော့ကိုမချစ်လို့ဆိုတော့ကျွန်မလည်းသိရမကြသေးဘူးပေါ့နော်ဘာလို့ဆိုတော့ကိုချစ်တဲ့သူတွေကဘယ်လိုမျိုးဒီလိုမျိုး situation တွေကိုစိတ်ညစ်စရာတခုကြောင့်ဘယ်လို react လုပ်လဲလို့ကြည့်ရဲ့အချိန်မှာကိုချစ်တဲ့သူတွေကပုံမှန်အပြင်စိတ်ညစ်စရာတခုကြုံလို့ရှိရင်သူတို့ခေါင်းထဲမှာအကြာကြီးမထားဘူးသူကအဲ့ဒါမြန်ဖြတ်ကျော်ပြီးတော့ညဘက်ဆိုလည်းအိမ်မပြောအမျိုးသိမ့်မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေအနေနဲ့ဘယ်လိုတော့အနောက်ရှက်ကမှသူတို့ရဲ့ well being သူတို့ရဲ့health သူတို့ရဲ့စိတ်ထဲမှာရှိတဲ့အေးချမ်းမှုတစ်ခုကိုအဲ့လိုထိခိုက်မခံအောင်အဲ့တော့ကိုမြစ်တာတုံးနေတဲ့သူတွေကဘယ်လိုမျိုးမြစ်တာရှောင်လို့မလဲပေါ့နော်ဆိုတော့အဲ့ဒါလေးနည်းနည်း is a difficult question ကွာဘာလို့ဆိုတော့ကိုချစ်ဖို့ဆိုတော့ငငယ်တည်းကကိုချစ်တဲ့အောင်သင်ထားမှလည်းရအောင်အဲ့တော့ကိုချစ်တတ်ဖို့ဆိုရင်ကိုတခြားသူတွေကိုကျမ်းမာစေခြင်းလိုမျိုးစိတ်ကကိုမှကျမ်းမာခြင်းနဲ့စိတ်စားကောင်းစားတယ်ဒီကျင်ကန်းလုပ်တဲ့စိတ်လှအောင်နေခြင်းနဲ့စိတ်အဲ့ဒါတွေကိုမူရတယ်ကျမတို့ဘယ်ချိန်မှာကိုမြစ်တာတုံးတယ်လဲဆိုရင်depression ဖြစ်တဲ့အချိန်ဆိုလို့ရှိရင်ကျမကိုမြစ်တာတော်တုံးခဲ့တဲ့အချိန်ရှိရဘာလဲဆိုတော့depression ဖြစ်တုံးอ่ะဆိုရင်လှလဲမလှကျင်တော့ဒါကတော့ခန္ဓာကိုယ်ရဲ့ဘယ်လိုပြောမလဲ enzyme တွေဟော်မုန်းတွေကြောင့်ဘယ်လိုပြောလူရဲ့စိတ်ကကြနေတဲ့အတွက်ကြောင့်မလှချင်တာလည်းဖြစ်တယ်ဒါပေမဲ့ချို့ရကြလို့ anxiety depression ဖြစ်နေရတော့လည်းမဟုတ်ဘူးဒါပေမဲ့ဘယ်လိုလဲဆိုတော့ကိုမလှချင်ကိုဆိုကျမ်းမာဖို့ view မဆိုင်တာပေါ့အဓိကကိုမြစ်တာမတုံးဘူးဆိုတာဘာလို့လိုအပ်လဲဆိုရင်ကိုကလူတယောက်နဲ့လမ်းခွဲရ break up ဖြစ်တယ်ဆိုရင်ကိုမြစ်တာတုံးနေတဲ့သူတွေကအဲ့ break up တစ်ခုကိုဘယ်လိုလဲဆိုတော့ဘယ်လိုမျိုးလုပ်လိရှိကြလဲဆိုရင်ငါတစ်ခုလုပ်လိုက်မယ်ဆိုပြီးတော့တစ်ဖက်လူကိုthreaten လုပ်ကြရပေါ့နော်အဲ့တော့ကိုအဲ့ဒါသူတို့ထင်တာကကြောင့်တစ်ဖက်လူကအရန်ချစ်တယ်လို့ကိုလုပ်တယ်လို့ထင်ပေမဲ့တကယ်တော့တစ်ဖက်လူပိုချစ်နေတဲ့အထက်ကိုမြစ်တာတုံးနေလို့လည်းပါတယ်ကျမတို့ဘဝမှာလည်းခဏကြုံမှုတယ်တခြား main ကလေးဆိုလည်းတော်များကြုံမှုတယ်အဖြေပြန်မရလို့ရှင်ကိုလုပ်လိုက်မယ်ဆိုတော့ချင်းချောက်မှုမျိုးကတကယ်တော့ကိုအရန်ချစ်နေလို့မဟုတ်ဘူးဒါသူမြစ်တာတုံးနေလို့ပေါ့နော်ပုံမှန်ဆိုလို့ရှင်ဘာသာကြီးကိုင်းဆိုင်နေသူမဟုတ်ပေါ့နော်ဒါပေမဲ့ဘဝမှာ anxiety နဲ့ depression ကြုံတဲ့ချိန်မှာအဲ့လိုစိတ်ကအရန်အဲ့လိုအတွေးအရန်များနေတဲ့အချိန်မှာကျုပ်ဆရာတော်ကြီးတရားနားထောင်တယ်အဲ့အချိန်မှာဘာလေတွေ့လဲဆိုပုံမှန်ကိုကအခုလည်း religious မဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့တော့ဘာသွားတွေ့လဲဆိုတော့သူကမေတ္တာထားတဲ့ကိစ္စကိုပြောတာပေါ့နော်အခုလည်း YouTube မှာသွားနားထောင်လို့ရတယ်မေတ္တာထားဖို့ဆိုလို့ရှိရင်ကိုကလူဘဝမှာလူက၄မျိုးရှိတယ်မိမိကိုမုန်းတဲ့သူကိုချစ်တဲ့သူကို neutral ဖြစ်တဲ့သူဆိုပြီး၄ခုရှိရပေါ့နော်အဲ့တော့မေတ္တာထားရဲဆိုတာကကိုကကောင်းတဲ့အရာဆိုလို့ရှိရင်ကိုချစ်တဲ့သူတွေနဲ့ကိုပဲကြုံစေခြင်းနဲ့ဆိုရင်မှားနေအဲ့လိုပဲစိုးတဲ့အရာဆိုလို့ရှိရင်လည်းကိုမုန်းတဲ့သူကခံလိုက်နေကကြည့်မရလို့ဒီဒုက္ခကိုနင်ခံလိုက်ဆိုတဲ့ဟာဆိုတဲ့ဒါ evil ပေါ့နော် evil ဖြစ်တယ်ဒါပေမဲ့အဲ့မှာအရင် interesting ဖြစ်တာတခုပြောရဲသူကလေကိုကမကောင်းတဲ့ကိစ္စတခုကြုံတယ်တဲ့မကောင်းတဲ့ကိစ္စကြုံတဲ့အချိန်မှာကိုချစ်တဲ့သူရောကိုမုန်းတဲ့သူရောကို neutral ဖြစ်တဲ့သူရောမကြုံစေချင်ဘူးတခါလေအဲ့မကောင်းတဲ့ကိစ္စကိုပဲခံလိုက်မယ်ဆိုပြီးတော့အဲ့လိုခါးစီးတစ်ချိန်လုံးခံပြီးတော့အဲ့လိုလေလုံနေတဲ့ကိစ္စအရာကလည်းကိုမြစ်တာတုံးတာပဲတဲ့တကယ်မြစ်တာဆိုတော့ဘယ်လိုထားရမလဲဆိုတော့ကိုချစ်တဲ့သူကိုမုန်းတဲ့သူကို neutral ဖြစ်တဲ့သူနဲ့ကိုအားလုံးကိုဒီမကောင်းတဲ့ကိစ္စတွေတခုမှမကြုံစေချင်ဘူးဒီ၄ယောက်လုံးက၄မျိုးလုံးကဒီမကောင်းတဲ့ကိစ္စဆိုလို့ရှိရင်မကြုံအောင်ကြိုးစားမယ်ဆိုရဲစိတ်ပဲရှိရမယ်တဲ့ဘာလို့ဆိုတော့တကယ်လို့မကောင်းတဲ့ကိစ္စတခုဖြစ်တဲ့အစိုးကိစ္စတခုငါပဲဝန်ခံလိုက်မယ်တခုဆိုကိုပဲလို့ကိုပဲအဲ့လိုကိုအဲ့လိုမျိုးလုပ်နေခြင်းအဲ့ဒါမေတ္တာတုံးတာပဲလို့ပြောလိုက်တဲ့အချိန်မှာလေကိုမေတ္တာတုံးနေတဲ့သူတွေကသိတာတယ်ဘယ်လိုမျိုးသိတာလဲဆိုတော့ကိုလှအောင်မနေချင်ဘူးကိုအဲ့လိုကြမ်းမအောင်မနေဘူးပြီးတော့မကောင်းတဲ့ကိစ္စတစ်ခုကြုံတယ်မကောင်းတဲ့လူနဲ့အဲ့လိုလူတစ်ယောက်နဲ့ကြုံတယ်ဆိုရင်ခေါင်းထဲမှာအဲ့ဒါအကြာကြီးရှိနေပြီးတော့အကြာကြီးခံစားနေရပါတော့ကိုချစ်တဲ့သူတွေကတကယ်တော့အကြာကြီးမခံစားဘူးအကြာကြီးမခံစားပဲဒီကိစ္စကိုကြော်လွှားလိုက်တယ်ထားလိုက်ပါတော့ဒီကိစ္စပြီးသွားဆိုရင်စိတ်နဲ့ကြော်လွှားပြင်မယ်ကိုမြစ်တာတုံးနေတဲ့သူတွေကမကောင်းတဲ့ကိစ္စတွေကိုခေါင်းထဲမှာပို့ပြီးတော့ကြာထားတယ်ပို့ပြီးခံစားရတယ်အဲ့ကိစ္စအတွက်နဲ့ကိုဘွားကြီးကို
နှစ်မွန်းခံတယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုယ်ကိုမေတ္တာရှိဖို့ကလည်းအရေးကြီးရဲ့